ကဲဒါလေးရတော့အသိရှိလေးနော်ဒါနဂါရဒါစစ်သူ3ဦးဒါစစ်သူ5ဦးဒါစစ်သူ18ဦးပါဘူးလားလူနော်ဒါရိုးရိုးငတ်ကြီးတာဒါကင်လို့ထောင်မလဲဒါလေးရတော့စစ်စည်းသားနဲ့ဒါစစ်စည်းသားဒါပရောက်သားအသိရှိလေးနော်အသိရှိလေးမင်းနေဆန်ကိုလည်းလာဝယ်အားပေးလို့ရဒါကတော့အစ်တွေပါတွေပေါ့ကျွန်တော်တို့ကအစ်လိုပဲခေါ်တတ်တယ်နော်စိတ်လည်းမစိုးနဲ့အောင်အဲ့လိုလွယ်ကူထုတ်လိုက်ရမှာဒါအစ်တွေပါရနော်ဝိတ်ကတော့90သားပါတယ်ဗျ90သားကိုတော်တော်ဝိတ်ပါနေပါဗျဟိုဘက်မှာလည်းရှိရနော်ဟိုကဆိုတော့ဈေးနေတယ်နေသူကဈေးနေသလိုတန်လည်းမကောင်းစိုင်းဖို့အဲ့ဒီဖုန်းနံပါတ်နဲ့ပဲကျွန်တော် Viber နေပြီးတော့ဆက်သွယ်ပြီးပါ Viber နေပြီးတော့ပဲဆက်သွယ်ပြီးပါနော်ဖုန်းနံပါတ်ကိုဆွဲရ06636999 Viber မင်းဒီကျွန်တော်ဘယ်မျိုးရလဲဆိုတော့ကျွန်တော်ပြောဝယ်မျိုးရွာတော့မင်းလန်းရွာတရွာလုံးဓာတ်လုပ်ငန်းလုပ်ပါတယ်ခင်ဗျာတရွာလုံးကိုလုပ်တာနော်လမ်းဘက်ကိုရိုက်ပြလာအဲ့မဲ့စိုင်းနေအကုန်ရှိပါတယ်စိုင်းနေအစုံရှိပါတယ်လမ်းဘက်ပါယုံကြည်နဲ့မှာလို့ရပါတယ်တယောက်နဲ့တယောက်ယုံကြည်မှုကအဓိကပါဘောင်းဆိုတချောင်းဝယ်ပြီးရောစီကျွန်တော်လည်းမလုပ်ပါဘူးเนาะဒီတချောင်းလို့ကကောင်းတယ်ဆိုရင်နောက်ထပ်ဆက်မှာကြအောင်လေးကျွန်တော်လည်းလုပ်ပြပါတယ်ဒါကတော့အသိရှိလေးတွေပါဒါမှုကန်ရအားလုံးချွန်လန်းချမ်းပြေးကြပါစေကျေးဇူးတင်ပါတယ်